အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကြက်သားစမူစာကော်ပြန်လုပ်စားပါမယ်။ပါဝင်ပစ္စည်းလေးတွေကတော့ကြက်သွန်နီပါမယ်၊အာလူးပါမယ်၊ဂေါ်ဘီပါမယ်၊ဥနီပါမယ်။ပြီးရင်ကြက်သားတိတိဆင်းထားတာလေးတွေပါမယ်ပေါ့နော်။ကဲအားလုံးပြင်ဆင်ပြီးသွားပြီဆိုရင်ကြက်သွန်နီလေးတွေကိုနည်းနည်းလေးနွန်းအောင်ဆက်နွန်းလေးနဲ့စီတက်မယ်ပေါ့နော်။ကော်ပြန်ထဲကိုထည့်မဲ့အစာတွေကိုကြက်နေအောင်မလုပ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကြက်တယ်ဆိုရင်တိတ်စားလို့မကောင်းဘူးပေါ့နော်။ကြက်သွန်နီလေးဆိုရင်လည်းကြက်သွန်နီအနံပြောက်ရုံလောက်လေးပေါ့နော်။ပြီးရင်အာလူးလေးဆိုရင်လည်းမနက်တနက်လေးပေါ့နော်။အဲ့လိုပုံစံမျိုးလေးဆိုရင်သူကမှုမွေးလေးနဲ့အရန်လဲစားလို့ကောင်းပါတယ်။ပြီးပေါဝင်ပစ္စည်းလည်းအများကြီးမဟုတ်ဘူးဖြစ်တဲ့အတွက်ကြောင့်မို့လွယ်ကူနဲ့လှုပ်ရှားလို့ရတယ်။ပြီးရင်ဒီကော်ပြန်အဖက်ကလေးတွေကလည်းဒီအာရှဆိုင်မှာဝယ်လို့ရတယ်။အချက်50ပါတာကို2ချက်ကြော်လောက်ပဲရှိရပေါ့နော်။အဲ့တော့ဒီကြက်သွန်နီလေးနဲ့အာလူးလေးနဲ့နွမ်းလာပြီဆိုရင်တော့ကျွန်မကြက်သားလေးထည့်လိုက်ပါမယ်ရှင်။ကြက်သားလေးကိုလည်းတိုင်းကြက်တဲ့အထိမဟုတ်ဘဲနဲ့ဒီအစိမ်းနံလေးနည်းနည်းပျောက်သွားရင်ရပြီပေါ့နော်။ပြီးရင်တော့ဥနီထည့်ပါတယ်။ပြီးရင်ဂေါ်ဘီလေးထည့်ပါတယ်။အားလုံးထည့်ပြီးသွားပြီဆိုရင်တော့ကျွန်မကြက်သားမှုန့်လေးနည်းနည်းရဲ့စားနည်းနည်းနဲ့မဆလာများများထည့်ပြီးသွားပြီဆိုတော့အရန်စားလို့ကောင်းတဲ့ကော်ပြန်အစာလေးစမူစာအစာလေးရပြီပေါ့နော်ပြီးရင်ကော်ကကြတော့ဒီဖတ်ထုတ်အရွက်လေးတွေမှာကတ်ဖို့ပေါ့နော်သူကကြတော့ဒီဂျုံမုံလေးကိုရင်နှွေးပူပူလေးနဲ့နည်းနည်းစိတ်ရှိလက်ရှိမွေးပြီးသွားရင်တော့ကော်လေးရပါတယ်သူကအရန်ကတ်ပြီးတော့တော်လေးလည်းကောင်းတယ်ပေါ့နော်ကျဲကိုအကာလည်းသုံးလို့ရပါမယ်ဂျုံကတော့ပို့လို့ကောင်းပါတယ်ဒါကတော့ကျွန်မစိတ်ရှည်လက်ရှည်နဲ့ထုတ်ထားတဲ့ကော်ပြန်ပတ်လေးတွေပါစီပူပူလေးနဲ့ကြော်ပြီးသွားပြီဆိုရင်ကတော့ဒီမကြီးကျင်လေးနဲ့တွဲစားရင်အရန်ကောင်းတဲ့စမူစာကော်ပြန်လေးရပါပြီရှင်ကဲနောက်တစ်ချိန်ပြန်တွေ့ပါမယ်နာရန်အန်စီကဲရလာမွိုင်း